တိုင်းပြည်မှာတခိုးပေါ်လာလို့ရှိရင်လည်းယဉ်ကျေးမှုတွေပျက်စီးလာပြီလို့ဒီလိုပြောရမှာနော်ခိုးတယ်ဆိုတာခိုးခြင်း25ပါးရှိတယ်လောကလူတွေကပစ္စည်းကိုလူယူသွားမှတခိုးသို့မဟုတ်တိတ်တဆိတ်အိမ်မွားပစ္စည်းချယူသွားမှတခိုးလို့သတ်မှတ်တာဟုတ်တကယ်ကတော့ခိုးနီးက25မျိုးရှိတယ်ထင်မယ်ခိုးတာတွေကအမျိုးကိုစုံနေတာပဲပစ္စည်းကောင်းတဲ့ထဲမှာမကောင်းတာရောထဲတာလဲခိုးတာပဲနော်ခိုးတာပဲတစ်ပင်ဆိုင်ပြီးခြံချဲ့တာလဲခိုးတာပဲခိုးနီးကားတွေကအများကြီးလေအလေးချိန်ခိုးတာတင်းအောင်ခိုးတာအကုန်လုံးပေါ့ခိုးဖို့ခိုးနီးမြောင်များစွာရှိတဲ့တဲ့မတရားတဲ့နည်းနဲ့တင်ပြပစ္စည်းကိုရအောင်ယူတာမှန်သမျှဟာခိုးခြင်းပဲဒါကြောင့်မလို့အာဒိနာဒါနဆိုတာကိုခိုးတယ်ဆိုတဲ့စကားလုံး